နေ့မှာအရင်အရိုးရှင်းဆုံးအလွယ်ကူဆုံး2မိနစ်3မိနစ်နဲ့ worksheet အကုန်လုံးပြီးအောင်လုပ်နိုင်တဲ့နည်းလမ်းကိုသင်ပေးမယ်အလွယ်ကူဆုံးကိုသင်ပေးမယ်เนาะကဲဒါဆိုလို့ရှိရင်မင်မောနဲ့တူဒီဗီဒီယိုလေးမှာလိုက်ကြည့်ပေးကြပါအောင်အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့တက်လာမှာနော်ဒီနေ့မှာတော့ဗာလေးပြပြမလဲဆိုလို့ရှိရင် teacher တွေပေါ့နော်အခုမင်မောလာပြီးတော့မေးကြရတဲ့မှာအလုပ်တွေလည်းအရန်လုံနေ9ရက်ဆိုတော့9ရက်လုံးလုံနေဒါပေမဲ့နားချိန်လည်းမရှိဘူးမနက်ကနေညဒီလောက်ရှိတယ်ဒါပေမဲ့ဝင်ငွေကလည်းအရန်များနေတာဆိုဝင်ငွေလည်းအရန်မများနောက်ဆုံးဝင်ငွေအရန်မများအပြင်ဘာဖြစ်လာလဲဆိုအယိုးကြီးပေါင်းတွေဖြစ်လာတယ်ပြီးတော့ပေါ့နော်ဒီ stress တွေအရန်များလာတယ်အလုပ်တွေမှာမလုပ်ချင်တော့စိတ်ဓာတ်တွေကျလာတယ်ဒီလိုမျိုးတွေဖြစ်လာတယ်ပေါ့နော်ကဲအဲ့တော့မင်မောကနေပြီးတော့ဒီနေ့မှာအလုပ်ကိုမြန်ဆန်လှင်မြန်တိတိကျကျနဲ့လုံးဝတေချာပြီးတော့အမိုက်စာ worksheet တွေထုတ်လို့ရတဲ့နည်းလမ်းကိုပြပေးမယ်သိချင်တယ်ဆိုလို့ရှိရင်တေချာလေးလိုက်ကြည့်ဒါပေမဲ့ပြီးလို့ရှိရင်တော့ကြည့်ပြီးတော့ဒီတိုင်းတော့မနေနဲ့တော့အသုံးချရမယ်ပြန်ပြီးတော့ apply လုပ်ပါအဲ့တော့ဒီနေ့မှာအရင်အရိုးရှင်းဆုံးအလွယ်ကူဆုံး2မိနစ်3မိနစ်နဲ့ worksheet အကုန်လုံးပြီးအောင်လုပ်နိုင်တဲ့နည်းလမ်းကိုသင်ပေးမယ်အလွယ်ကူဆုံးကိုသင်ပေးမယ်เนาะကဲဒါဆိုလို့ရှိရင်မင်မောနဲ့တူဒီဗီဒီယိုလေးမှာလိုက်ကြည့်ပေးကြပါအောင်တီးရသူတွေကတော့မကြည့်နဲ့ပေါ့နော်ကြော်ွားပေါ့နော်တခြားလွယ်လေးလာတင်ပေးနေဆိုပြီးတော့ပြောမှာဆိုလို့လေမသိရသူတွေကတော့ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပါမင်မောကတော့ပထမဦးဆုံး ChatGPT ကို download လုပ်ထားဖို့ပြောချင်ပါတော့မင်မောက ChatGPT Pro ပေါ့5 Pro အဲ့ဒါသုံးထားတာမင်မောကဝယ်ရတဲ့အကောင့်ပေါ့နော်မင်မောအကောင့်နေမှန်သမျှလေးအကုန် Pro version ဝယ်ထားတာဝယ်ပြီးတော့စိတ်ကြိုက်သုံးတာဘာလို့လဲဆိုတော့မျိုး AI နဲ့အများကြီးသုံးနေရသူမဟုတ်လို့ပေါ့နော် website တွေလည်းထောင်ထားရသူဆို okay ဒါဆိုရင်ပထမဦးဆုံးအနေနဲ့ကိုကဒီ AI ကို prompt ပေးတော့မယ်ဆိုလို့ရှိရင် prompt ပေးတဲ့ပုံစံမှန်ရမယ်အဲ့တော့ဒီမှာဆိုရင်အားလုံးပဲတွေးကြမယ်ထင်တယ်မင်းတို့ဒီမှာ prompt ပေးထားတာလေးက you are an ESL worksheet designer create a beginner level worksheet about daily routines include 10 exercise okay include 10 exercise picture suggestions and an answer key make it suitable for adults အဲ့လိုမျိုးလေးပေါ့ကိုက prompt ပေးရမယ်အဲ့တော့ prompt ပေးတဲ့အခါမှာနံပါတ်1အနေနဲ့ဘာရှိရမလဲဆိုရင် clear role ပေါ့သူ့ကို role ပေးရမယ် ChatGPT ကို role ပေးတဲ့အခါမှာနင်က ESL worksheet designer လားဒါမှမဟုတ်လို့ရှိရင်နင်ကcurriculum designer လားဒါမှမဟုတ်လို့ရှိရင်နင်က principal လားနင်ဘယ်လို role ကနေပြီးအလုပ်လုပ်နေမှာလဲအဲ့လိုမျိုး role တေချာပေးရမယ်ပြီးရင်ကိုကျောင်းသားရဲ့ level ကိုတေချာပြောရမယ်ကိုကျောင်းသားက pre-intermediate လား intermediate လား young learner ဆိုတာ teenager ဆိုတာ adult လားဒါပြောပြအောင်ပြီးရင် topic ဘာ topic ကိုလုပ်ချင်တာဥပမာ social media အကြောင်းလား technology အကြောင်းလားဒါမှမဟုတ် shopping အကြောင်းလား topic တေချာပေးရမယ်ပြီးတော့ output format ဆိုတာကဘယ်လိုမျိုးလဲဆိုရင်ကိုကဥပမာ gap fill exercise တွေလုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်ဟို matching တွေလုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် answer the question လုပ်ချင်တာလားကိုလိုချင်တဲ့ဥစ္စာသူ့ကိုပြောပြီး answer key ကပါချင်လားမပါချင်လားပြောလိုက်ဒါဆိုရင်ရပြီဒါဆိုရပြီရှင်းနေပဲကဲအဲ့ဆိုရင်ဒီမှာမင်းက prompts တွေပေးထားတယ်ပထမဦးဆုံးလုံးမဲ့ prompts တွေဆိုရင်ဒီမှာဆိုရင် vocabulary worksheet ပါမယ် grammar worksheet တွေလုပ်မယ် reading worksheet တွေလုပ်မယ်ပေါ့ okay အဲ့ဒါဆိုလို့ရှိရင်စပြီးတော့သူ့ကို prompts ပေးတော့မယ်ဘယ်လိုပေးမလဲဆိုတာကိုတစ်ချက်ကြည့်ပေးပါအောင်အဲ့ဆိုမျိုးဒီမှာ grammar worksheet လေးအရင်လုပ်မယ်ပေါ့ grammar worksheet လေးရေးလုပ်မယ်ဆိုရင်အဲ grammar worksheet prompt ကို copy လုပ်လိုက်ပြီးရင်အောက်က comment ထဲမှာထည့်ပေးထားမယ်နော်မလုပ်တတ်မှာဆိုလို့copy လုပ်လိုက် copy လုပ်ပြီးတော့အောက်ကဒီလုံးမဲ့ box ထဲမှာထည့်ပြီးလို့ရှိရင်ဒီမှာတွေ့လား create a grammar worksheet for present perfect အတွက်လုပ်မယ် level ဘယ်လောက်လဲ level ပေးမယ်level ကအမ intermediate လား pre intermediate လားအဲ့လိုပေးမယ် level ဘယ်လောက်လဲ level ပေးမယ်level ကအမ intermediate လား pre intermediate လားအဲ့လိုပေးမယ်ပြီးတော့အောက်မှာကိုပါခြင်းတဲ့ဥစ္စာတွေเนาะ explanation မှာerror correct လုပ်တာတွေပါမယ်ပြီးတော့ cafe exercise တွေပါမယ်ကိုပါခြင်းတဲ့ဟာထည့်လိုက်ကဲဒါဆိုလို့ရှိရင် तू က analyze လုပ်နေပြီပေါ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ तू ပြင်ဆင်နေတဲ့အချိန်ရောက်ပြီကဲအဲ့ဆိုဒီမှာဆိုရင်မမို့ဒီမှာ pro thinking ဆောင်ရွေးထားလို့နည်းနည်းကြာနေ pro thinking မဟုတ်ဘဲနဲ့5 pro ရွေးလိုက်တယ် auto ဆိုလို့ရှိရင်တော့မြန်တယ်ပေါ့နော်ဒီအပေါ်နားလေးမှာရွေးလို့ရတယ်ရအောင်ဆိုခဏလေးစောင့်ရမယ်အခုတော့နည်းအဲ့လိုမျိုး website တွေအဲ့လိုကြော်တက်နေခဲအဲ့ဆိုရင် pro ကနည်းနည်း pro thinking ဆိုတာနည်းနည်းလေးကြာနေဒီဘက်ဘေးမှာသူဘာစဉ်းစားနေလဲဆိုတာပြောနေရပေါ့ကွယ်ဒီမှာ26 28မိနစ်ကြာပဲကဲအဲ့ဒါမျိုးကနေ5 pro ကနည်းနည်းကြာလို့ဒီဘက်မှာ
ပြောင်းမယ်ချိန်လိုက်တော့မယ်နော်ကြည်နေပါကဲအဲ့ဆိုချိန်လိုက်ပြီးချိန်လိုက်တာမှာ auto နှိပ်လိုက်တယ်ကဲ auto နှိပ်လိုက်တဲ့ချိန်မှာ hatch down ဆိုပြီးကဲကြာလာပြီနော်ကဲအဲ့တော့ present perfect worksheet လောက်ခိုင်းထားတယ်သူရဲ့ form ပါမယ် usage ပါမယ် example ပါမယ်ကို explanation တွေလုပ်လို့ရှိရင်ဒါတွေသုံးလို့ရတယ်နော် grammar သင်တဲ့သူဆိုရင်သိပြီးသား form meaning form pronunciation ဒါမျိုးတွေကသင်ပေးရမယ် vocab လိုမျိုးပဲပေါ့နော်အဲ့ဆိုရင်ဒီမှာ exercise တွေအကုန်လုံးကြာလာပြီပြီးတော့ကိုသုံးလိုက်ရုံပဲပြီးအောက်မှာသူကမေးထားသေးတယ်တွေ့လား print ready PDF ဆိုတော့အဲ့ဟာ PDF နဲ့လိုချင်လားလို့မေးထားမယ်မေမောကကျတော့ PDF ဆိုရင်ပြင်ရခက်လို့ Word file please ဆိုသူ့ကိုရိုက်ထည့်လိုက်တယ်ရိုက်ထည့်တယ်ဆိုရင်သူက Word file လေးလုပ်ပေးလိုက်မယ်ပြီးလို့ရှိရင် download လေးလုပ်လိုက်ရုံပဲအရန်လွယ်နော်အရန်ဆက်တော့တက်ခံပြီးတော့အရန်စဉ်းစားမနေနဲ့အိမ်မှာနားသိတဲ့အချိန်လေးလဲနားအဲ့ exercise လုပ်တဲ့အချိန်လေးလဲလုပ်တကယ်ချင်းနဲ့ပြောတဲ့အချိန်လဲပြောစာလုပ်တဲ့အချိန်လဲလုပ်ကဲအဲ့ဆိုရင် analyzing လုပ်နေပြီ analyzing လေးကိုခဏလေးစောင့်မယ်နော်အဲ့တော့လေဟိုပုံမှန် ChatGPT ကောင်းနေအောင်နည်းနည်းနှေးရတော့ပြီးတော့3ကောင်းလောက်ပဲမေးလို့ရတာတို့ပြောလို့ print မလုပ်ပေးနိုင်တာတို့ဓာတ်ပုံတွေဆိုမဖြည့်ရှင်းပေးတတ်တာအဲ့ဒါကြီးရှိရတော့လေ pro version ဆိုရင်တော့မြန်မာနိုင်ငံမှာ9000လောက်တော့ပေးရမလားမသိဘူးမြန်မာကတော့မဝယ်ဘူးလို့ဒီမှာကျတော့ visa ခက်ရှိလို့တစ်ခါတည်းဝယ်လိုက်တာပေါ့နော်ကဲဒါဆိုရင်လာပါပြီနော်အမှ download present perfect worksheet ကဲ download လုပ်မယ်အမှ starting download ကဲလုပ်နေပြီနော်ကဲလုပ်နေပြီဆိုလို့ရှိရင်မင်းကdownload လုပ်ထားတော့ file ထဲမှာတွားပြီးတော့ကြည့်မယ်ကဲ file ထဲမှာတွားကြည့်နောက်လေအဲ့လို AI နဲ့ပတ်သက်ပြီးတော့လေနောက်ထပ်အများကြီးရှိသေးရဲ့အဲ့ဒါကြီးလည်းတင်ပေးမယ်ဥပမာ story book တွေအစားလုံးလို့ရတယ်ကွာဘယ်လိုလုပ်မလဲဆိုတော့လုံးဝဟို picture တွေကလည်းအရန် infographic ဖြစ်ပြီးတော့အရန်မိုက်တဲ့ပုံစံမျိုးပေါ့ကွာပြောပြပေးမယ်ကဲအဲ့ပြီးတော့နောက်တစ်ခုက speaking worksheet လေးနောက်တစ်ခုစမ်းကြည့်မယ်ကွယ်speaking worksheet လေးကို prompt ကိုဆက်လက်မှတ်ပြီးရင်ဒီမှာလာပြီနော်create a speaking worksheet for မှာ holiday topic ညမှာထည့်ရမှာမှားသွားတယ်ဒီညမှာထည့်လိုက်တာလေအဲ့တော့ topic က holiday level က intermediate level ဆိုတော့နည်းနည်းမြင်သွားတယ်ခုန brain inter လောက်တာပေါ့ကဲဒါဆို prompt ပေးပြီးသွားပြီ prompt ပေးပြီးရနေမှာခုန ChatGPT 5.1 version ရွေးထားတဲ့အတွက်အရင်မြန်တယ်အဲ့တော့ one mark question တွေဘယ်လိုမေးမလဲတွေ့လား intro ကစပါပြီးသား leading section ကစပါပြီးသားဒါလည်း simple ဆွဲရသူဆိုသိပြီးသားလေleading section မှာဘာလေးမေးမလဲကလေးတွေကိုပြီးတော့ role play ရဲ့ scenario ဒါတွေလည်းပါတယ်ဘာတွေလုံးမှာလဲပြီးတော့တယောက်က travel agent roles တယောက်က customer role လုံးမယ်လုံးဝ authentic ဖြစ်တဲ့ real life English တွေသုံးထားเนาะနောက်ပိုင်းထားလို့ရှိရင်လည်းမျိုးဘာလုပ်ပြမလဲဆိုဒါ auto လုပ်တာเนาะကိုလုပ်ချင်တဲ့အတိုင်းလုံးဝ detail လုံးဝပေးပြီးတော့ကွာပေးလို့ရတယ်ဒါပေမဲ့ကို့အနေနဲ့တော့ဟိုဒီ saw လိုမျိုး selder role လိုမျိုးတက်ထားပေါ့เนาะတက်ထားပြီးတော့ဒီဟို theory အခြေခံတွေရောပိုင်တာလောက်ထားပေါ့အဲ့လိုမှပဲကိုက prompt ပေးတဲ့အခါမှာအဆင်ပြေမှာဆိုတော့လေကဲဒါဆိုလို့ရှိရင်တော့ရလာပါပြီရှင်ဟာလုံးဝတကယ်လုံးဝ amazing လုံးဝအခုကအရန်နေ popular ဖြစ်နေအဲ့ဒါကိုအရန်ပင်ပန်းခံပြီးတော့စကြောတွေတက်ခံပြီးတော့လေအားဆိုင်မနေနဲ့တော့เนาะဒါလေးလုပ်လို့ရတယ်အဲ့ပြီးရင် download လုပ်ပြီးလို့ရှင်ပြီးပြီဒါပဲဒါကတော့အလွယ်ကူဆုံး version ပေါ့เนาะသိရတဲ့သူတွေကလေကြော်သွားပါเนาะဒါမသိတဲ့သူတွေအတွက်ကိုပြပြပေးရအဲ့တော့ဒီဟာကိုပဲအားကိုးနေရမယ်တော့မဟုတ်ဘူးเนาะဘာဖြစ်လဲဆိုတော့ဒီ ChatGPT ကြတော့ဟိုကိုခလေးကဘလို့ပုံစံမျိုးလဲဆိုတော့သူတို့ကမသိဘူးလေကိုကចောင်းသားတွေကြတော့သူမှဟိုတန်းထဲမှာ level ကအနည်းဆုံး3ခုလောက်ရှိအောင်တော်တဲ့ကလေးရှိမယ်အလဲလက်ရှိမယ်အားနည်းတဲ့ကလေးရှိမယ်ဒါတွေကိုမျှအောင်လို့တော့ဘလို့ထောက်ရမလဲဆိုတော့ကိုယ့်ရဲ့ idea တော့စဉ်းစားရမယ်เนาะဒါအလုံးဝအလွယ်ဆုံးကြီးကိုပြောတာနောက်ပိုင်းအဲ့လိုကို customize လုပ်ပြီးတော့ထုတ်ချင်တယ်ဆိုရင်လည်းသူ့ကို prompt ပေးလို့ရတယ်ငါကတော့ဘယ် level အတွက်ငါတန်းထဲမှာចောင်းသားကဘယ်နှစ်ယောက်ရှိရဲအဲ့ထဲမှာတော့ဘယ်သူတွေကတော့တော်တဲ့သူတွေမှာပါတယ်ပေါ့ဘယ်သူတွေကအလဲလက်တော့နီးငါအကုန်လုံးညီအောင်ထုတ်ပေးပါပြီးကိုဘလို့ lesson plan မျိုးနဲ့ထုတ်ချင်တာဥပမာ CLT ပေါ့ communicated language teaching action ဒါမျိုးထုတ်ချင်လားဥပမာ K ကောင်လိုမျိုး CL cooperative language teaching ပုံစံထုတ်ချင်လားကုန်ကြိုက်တာ prompt ပေးလို့ရတယ်ထုတ်လာလိုက်မယ်ဒါပေမဲ့ခုနကမင်းမပြောသားတယ်လို့မျိုးကိုဒီအခြေခံရှိနေပါစေဒီ prompts တွေကိုပေးနိုင်တဲ့ level တခုတော့ရှိနေပါစေအဲ့ဒါမှကိုယ့်ကလေးနဲ့လုံးဝ perfect ဖြစ်တဲ့ဟာမျိုးကိုယ့်ရဲ့ idea နဲ့ ChatGPT ရဲ့ idea နှစ်ခုကို integrate လုပ်ပြီးတော့ပေးလို့ရမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းအဲ့လိုမျိုး AI နဲ့ပတ်သက်ပြီးတော့story တွေလုပ်ပြတာတို့နောက်ပြီးတော့
တခြား quiz တွေလုပ်ပြတာအဲ့လိုမျိုးလေးထပ်ပြီးတော့ကြည့်ကျင်သေးရဆိုလို့ရှိရင်ထပ်တင်ပေးပါအဲ့လိုမျိုးလေးမှန်းခဲ့ပေးပါမေမို့ရဲ့ teach beside me page ဒီမှာလည်း page လေးရောနောက်ပြီးတော့ page ကော YouTube ရောကိုလည်းအကုန်လုံးအားပေးပေးပါအောင်အဲ့ဆိုရင်အားလုံးပဲနေကောင်းကြမှာပါစေကျေးဇူးတင်ပါတယ်အဲ့ဆိုဒီနေ့တော့ဒီလောက်ပါပဲ bye bye